Hi အားလုံးပဲမင်္ဂလာပါရှင်မနာမည်မဆန္ဒလို့ခေါ်ပါတယ်ဆန်ဖရန်မှာနေပါတယ်เนาะကဲဟိုတနေ့ကတော့အမေရိကမှာအိမ်ဝယ်မယ်ဆိုရင်အရေးကြီးတဲ့အချက်တွေတဲကcredit score အကြောင်းလေးတွေပြောပြသွားပြီပေါ့နော် credit score ဘယ်လိုထိန်းရတယ်ဘယ်လိုပြင်ဆင်ရတယ်စောင်းရရှောင်းရလေးတွေပြောပြပေါ့နော်ဒီနေ့တော့တခြားအရေးကြီးတဲ့ဟာလေးပြောအောင်ပေါ့နော်ဟုတ်လားပြောပြချင်လို့ပါအဲ့ဒါanother requirement ပေါ့နော်ဘာလဲဆိုတော့at least 2-year work history လိုတယ်ပေါ့နော်ဘန်ထဲမှာပတ်စံကြည့်တော့မယ်ဆိုရင်at least 2-year work history လိုပါတယ်အဲ့ဒီလိုမျိုး work history ကိုပေးရတဲ့အခါကြာလို့ရှိရင်လေဒီရဲ့ကိုယ့်ရဲ့ work history မှာတနေရာမှာ3လလောက်လုပ်နောက်တနေရာမှာ4လလောက်လုပ်အဲ့လိုမျိုးတွေပေါ့နော်ဟို very often တည်ရမှာခဏခဏအလုပ်တွေပြောင်းတဲ့ပုံစံမျိုးဆိုရင်လည်းဘန်ဒီကမကြိုက်ပါဘူးเนาะသိလားဖြစ်နိုင်ရင်လို့ပေါ့နော်ဟိုတနေရာလေးမှာအဲ့လိုအခြေတခြားလေးလုပ်ပြီးတော့အဲ့လိုမျိုးwork history 2-year work history ကိုတနေရာထဲမှာ full time အဲ့လိုမျိုးလေးတွေကိုဘန်ဒီကကြိုက်ပါတယ်เนาะအမပြောပြတဲ့သဘောကပြောတဲ့သဘောကဘန်တွေကမကြိုက်တာ underwriter တွေမကြိုက်တဲ့အချက်ကလေးတွေသူတို့ကြိုက်တာလေးတွေအဲ့လိုမျိုးလေးတွေကိုအမပြောတာပါပေါ့နော်သိလားအဲ့တော့တချို့ကြတော့လဲဟိုမဖြစ်မနေအလုပ်ပြောင်းရတဲ့သူတွေဆိုတာရှိတာပေါ့လေအဲ့ခါကျတော့လဲ no choice ပေါ့ဖြစ်နိုင်ရင်လို့ပြောတာပေါ့နော်အမဘန်တွေကကြိုက်တာက 2-year work history ကိုလို့တနေရာတွေကနေပြီးတော့ full time ငြိမ်နဲ့အဲ့လိုမျိုးဟာကိုတို့ကပိုကြိုက်ပါတယ်နောက်ပြီးလို့ရှိရင်အိမ်လိပ်စာတွေဘာတွေကစားတအားကြီးတို့ခဏခဏအိမ်လိပ်စာပြောင်းလာရေးပါလေတို့ဗန်တွေကတိတ်မကြိုက်ကြဘူးကိုယ့်ကိုယုံကြည်မှုကိုနည်းသွားစေတာပေါ့နော်အဲ့လိုမျိုးလေးတွေပေါ့လေဒါလေးကတော့ကိုတိထားတဲ့နာလေးတွေကိုပေါ့နော်ပြောပြတာပါဒါ 2-year work history လို့တယ်အခုနလို့ credit score ကောင်းဖို့လိုတယ်interest rate ပေါ့နော်အတိုးနှုန်းကိုthe best interest rate ပေါ့နော်အဲ့လိုအတိုးနှုန်းကောင်းနဲ့ဒီတက်နဲ့လိုချင်တယ်ဆိုရင်အဲ့ဒါမျိုးလေးတွေကိုကပြင်ဆင်ရတာပေါ့နော် work history ပြင်ဆင်ရမယ်နောက်စုဆောင်းငွေဆိုတာ down payment ပေါ့နော်ကိုက down payment ပေးဖို့အတွက်ကိုပြင်ဆင်ရမယ်ဆိုရင်ကိုပေးမဲ့ down payment ပတ်စံကဟိုအဲ့ရအောက်ထဲမှာထားရမယ်ပတ်စံမျိုးတွေဖြစ်လို့မရပါဘူးဒီလားအမားတို့မြန်မာနိုင်ငံကလူကြီးတော်တော်များများတွေကပတ်စံတွေကိုစုရင် cash တွေအဲ့ရအောက်ထဲမှာစုကြတဲ့သူတွေရှိပါတယ်ဒီလားအဲ့လိုမျိုးပေါ့နော်ဆိုဒီနိုင်ငံမှာလုပ်လို့မရပါဘူးเนาะဟိုအိမ်ဝယ်ကနေကြမှာပတ်စံတွေဒီပြုံကြီးတွင်းလာဒါမျိုးမရဘူးเนาะဒီလားဆိုတော့ပုံမှန်ပတ်စံလေးကိုဘန်ထဲမှာကိုယ့်ကိုပုံမှန်လေးပဲဘန်ထဲမှာတွင်းသွားရပါမယ်ဒီလားဆိုတော့ဒီစုဆောင်းငွေရလဲဘန်ထဲမှာကလာတဲ့ပတ်စံကိုပဲဘန်တွေကလိုချင်တာပါပေါ့နော်ဟိုအပြင်ကနေပြီးတော့ဒီပြုံကြီးတက်လာရင်ဆိုရင်တို့ကမေးပြီလေသိတယ်မလားအဲ့လိုမျိုးဖြစ်တယ်เนาะအဲ့တော့ကိုပြင်ဆင်ရမှာလေးတွေပေါ့လေအမပြောပြတာနောက်ပြီးတော့ကိုကအိမ်ဝယ်တော့မယ်ဆိုလို့လေစဉ်းစားပြီဆိုရင်လေသိလားနံပါတ်1ပေါ့နော်ကိုကဘယ်မှာနေတာလဲကိုကမိသားစုရှိသလားကျောင်းနေကိုဝယ်မဲ့နေရာမှာကျောင်း rate တွေကဘယ်လိုလဲကျောင်းနေကောင်းသလား neighborhood ကကောင်းသလား location ကောင်းသလားကို့အလုံးနဲ့နီးသလားဒါတွေကအကုန်လုံးထည့်သွင်းစဉ်းစားရမှာစဉ်းစားတဲ့အချက်တွေပေါ့နော်စဉ်းစားတဲ့အချက်တွေပေါ့နော်အဲ့လိုမျိုးဆိုတော့တကယ်လို့ဟိုပေါ့နော်ကိုဝယ်ခြင်းတဲ့နေရာကိုအလုပ်လုပ်တဲ့နေရာကိုဝယ်ခြင်းတဲ့နေရာမှာဟိုအိမ်ဈေးကဟိုကိုမနိုင်လောက်တဲ့အနေအထားဖြစ်နေသေးတယ်ကိုလက်ထဲမှာလည်းကိုဘန်ထဲမှာလည်းတင်လောက်ပတ်လောက်တဲ့အမောင့်တစ်ခုကိုပေါ့နော်ဟိုစုမိနေပြီဒါပေမဲ့ကိုလိုချင်တဲ့location ရဲ့နေရာကဈေးကြီးနေသေးတယ်အဲ့လောက်ကိုမမိနိုင်ဘူးဆိုရင်ငါကတော့ပတ်စံထပ်စုလိုက်အောင်မယ်အဲ့လိုမျိုးလို့စဉ်းစားမယ်အစားကိုဘယ်ဒီကိုမှရှိတဲ့ down payment ပတ်စံအမောင့်နဲ့ဘယ်နေရာမှာကိုနိုင်တယ်လဲဥပမာပေါ့လေကိုက San Fran မှာနေခြင်းနဲ့ San Fran အိမ်ကအကုန်လုံးကမီလီယံကျော်လေးကြီးပဲလေဆိုတော့ကိုယ့်ရဲ့ရှိတဲ့စုမိငွေနဲ့ကိုယ့်ရဲ့ loan approve ပေါ့နော် approve ရထားတွေကဒီမီလီယံကျော်တဲ့အိမ်တွေကိုမမိနိုင်သေးဘူးဆိုရင်လေဟို
တခြားပေါ့နော်တခြားအခုဆန်ဖရန်နဲ့ဝေးတဲ့နေရာတွေဘာတွေအဲ့လိုနေရာလေးတွေမှာကိုယ့်ရဲ့လုံးနဲ့မှီနိုင်မဲ့အိမ်မျိုးလေးတွေကိုလည်းစဉ်းစားသင့်ပါတယ်ပေါ့နော်ဘာလို့ဆိုဟိုအိမ်ဈေးကကျသွားတယ်ဆိုတာတိတ်မရှိပါဘူးတိလားတဖြည်းဖြည်းနဲ့တက်သွားတာပါငွေဈေးရတာတဖြည်းဖြည်းနဲ့ကျသွားတယ်လေဘာလို့ဆို inflation ပေါ့နော်inflation ဆိုတော့တဖြည်းဖြည်းနဲ့ငွေသားကိုပဲစုထားတယ်ဆိုရင်ငွေကတဖြည်းဖြည်းနဲ့သေးသေးသွားတယ်လေအဲ့လိုမျိုးဆိုတော့ကိုမမီကိုလိုချင်တဲ့နေရာမှာကိုမမီနိုင်သေးဘူးကိုမီနိုင်တဲ့အိမ်မျိုးကိုမရနိုင်သေးဘူးဆိုရင်လေကိုတော့သွားမနေသေးဘူးဒါပေမဲ့လို့ငှားထားလိုက်ပေါ့နော်အဲ့လိုမျိုးနေရာတွေမှာဝယ်ထားလိုက်အဲ့လိုမျိုးပေါ့ပြီးရင်အိမ်ငှားထားလိုက်ပြီးရင်ကိုကဒီဘက်မှာကိုအလုံးနဲ့နီးတဲ့နေရာမှာပဲကိုကိုပဲဆက်ပြီးတော့နေအောင်သိရမလားဆိုတော့ကိုယ့်ရဲ့ပတ်စံကသေးမတော့ဘူးပေါ့နော်အမရဲ့အတွေ့အကြုံလေးတွေနဲ့အမကဟိုအခြေခံပြီးတော့ပြောပြတာပါပေါ့နော်ဒါပေမဲ့တယောက်နဲ့တယောက်ကလည်းအတွေးချင်းတွေမတူကြပါဘူးသိလားအမကတော့အမအတွေးလေးနဲ့အမကတိတလောက်လေးအမကဟိုအမရဲ့ experience လေးကို sharing လုပ်တဲ့သဘောပါပေါ့နော်သိလားကဲနောက်ဗီဒီယိုကြားလို့ရှိရင်တခြားအကြောင်းလေးတွေအရေးကြီးတဲ့အကြောင်းလေးတွေဘယ်လိုစဉ်းစားပုံစဉ်းစားနည်းလေးတွေဆက်ပြီးတော့ပြောပြပေးမယ်နော်သိလားဝိုင်းပြီးတော့ကြည့်ပေးကြတဲ့လူတွေကိုကျေးဇူးအများကြီးတင်ပါတယ်လို့ bye